ဖုံဖုံတစ်ခုမေးမယ်ကောင်းမှုတစ်ခုပြုရင်အဲ့ကောင်းမှုကုသိုလ်ရတယ်မရဘူးဆိုတာဘယ်သူကတရားစီရင်ပေးပြီးဘယ်ကိုသွားရမယ်မသွားရဘူးဆိုတာဘယ်သူကစီရင်ချက်ချတာလဲဗုဒ္ဓတရားမြမာနဲ့တဲ့ဘယ်သူကမှတရားစီရင်ချက်ချပြီးဆုံးဖြတ်ပေးတာမဟုတ်ဘူးအကြောင်းကြောင့်အကျိုးဖြစ်သွားတာနော်မတ်ပိုင်ရှင်ကိုဥစဉ်တစ်ခုမေးမယ်မတ်ပိုင်ရှင်မိကိုကန်ရင်ဘယ်လိုအရသာခံစားရမလဲပူတဲ့အရသာခံစားရမယ်ရေကိုကန်ရင်ဘယ်လိုအရသာခံစားရမလဲအေးတဲ့အရသာခံစားရမယ်အဲ့ဒီပူတဲ့အရသာအေးတဲ့အရသာကိုဘယ်သူကလာပေးတယ်ပြောမလဲမင်းကတော့မိကိုကန်တဲ့အတွက်ကြောင့်ပူစေကွာမင်းကတော့ရေကိုကန်တဲ့အတွက်ကြောင့်အေးစေကွာဆိုပြီးဘယ်သူကလာပြီးတော့တရားစီရင်ချက်ချဆုံးဖြတ်ပေးတာလဲဘယ်သူကမှလာပေးတာမဟုတ်ဘူးဘယ်သူကမှတရားစီရင်ချက်ချပြီးဆုံးဖြတ်ပေးတာမဟုတ်ဘူးအကြောင်းကြောင့်အကျိုးဖြစ်သွားတာပူတဲ့အကျိုးဖြစ်တယ်ဆိုတာဟာမိကင်တဲ့အကြောင်းတရားကြောင့်ဖြစ်တာအေးတဲ့အကျိုးတရားဖြစ်တာဟာရေကင်တဲ့အကြောင်းတရားကြောင့်ဖြစ်တာနော်အဲ့ဒီဥပမာအတိုင်းပဲကုသိုလ်ရဲ့အကျိုးခံစားရတယ်ဆိုတာဟာကုသိုလ်တည်းဟူသောအကြောင်းတရားကိုလုပ်လို့ခံစားရတာဖြစ်တယ်အဲ့ဒီအကျိုးတရားကိုကြည့်ပြီးအကြောင်းတရားကိုမရှာတတ်တဲ့အခါမှာတချို့ကတကိုးရှင်ကပဲပေးတယ်လို့ကဲတင်ရှင်ကပဲပေးတယ်လို့ထင်သွားကြတာနော်ဒါကြောင့်ကုသိုလ်ကောင်းမှုရဲ့အကျိုးခံစားရတာဟာဘယ်သူကမှလာပေးတာမဟုတ်ပါဘူးမိကိုကန်ရင်ပူတဲ့အကျိုးတရားခံစားရတယ်လို့ရေကိုကန်ရင်အေးတဲ့အကျိုးတရားခံစားရတယ်လို့ကုသိုလ်တည်းဟူသောအကြောင်းတရားကိုလုပ်လို့ကုသိုလ်တည်းဟူသောအကျိုးတရားကိုခံစားရတာဖြစ်တယ်ဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်နော်ဖုံဖုံတကွန်တိုင်ဖြစ်လာခြင်းအကြောင်းရှင်းပြပေးတော်မူပါတဲ့တကွန်တိုင်ရဲ့အဓိပ္ပာယ်ကရဲရင်ချင်းအသွင်ကိုဆောင်၍ရှေ့သွားဥဆောင်ပြုခြင်းလို့အဓိပ္ပာယ်ရပါတယ်တကွန်တိုင်ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကိုလေ့လာကြည့်တဲ့အခါမှာတာဝရိန္ဒနတ်စိတ်တီတို့နဲ့အတူရာနတ်စိတ်တီတို့စစ်တိုက်တဲ့အခါမှာတရားမင်းကအမောင်နှသားတို့စစ်မြေပြင်မှာကြောက်ရွံ့ခြင်းတုန်လှုပ်ခြင်းကြက်သိမ်းမွင်းခြင်းထားခြင်းများဖြစ်ခဲ့ပြီဆိုရင်ငါတရားမင်း၏တကွန်ဖျားကိုကြည့်လိုက်ပါကြောက်ရွံ့ခြင်းတုန်လှုပ်ခြင်းကြက်သိမ်းမွင်းခြင်းထားခြင်းတို့ပပျောက်သွားလိမ့်မယ်လို့မိန့်ပါတယ်အဲ့ဒီအကြောင်းအရာကိုမြတ်စွာဘုရားကတဇကတုတ်မှာဟောတဲ့အခါမှာပညာရှိတို့ကတကွန်တိုင်စတင်ဖြစ်ပေါ်လာရခြင်းဟာတဇကတုတ်ကနေစတင်ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်ဒါကြောင့်တကွန်တိုင်ဘယ်ကနေစပြီးဖြစ်ပေါ်လာတာလဲဆိုရင်တဇကတုတ်ကနေပဲဖြစ်ပေါ်လာတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်